ဆရာကြီးတွေပေါ်လာပေါ်ကြတွေတီးဖို့ဘာရတော့မဟုတ်ဘူးနည်းနည်းတော့ပြောကြည့်မယ်မှန်တရားတော့တမာတဲ့နည်းနည်းတော့ခါမယ်နော်စင်ပြေလား Okay Let's go အထာကြီးနဲ့ဆရာကြီးလားဆရာကြီးတော့ဆရာကြီးပါအထာကြီးနဲ့ဆရာကြီးလားဆရာကြီးတော့ဆရာကြီးပါအထာကြီးနဲ့ဆရာကြီးလားဆရာကြီးတော့ဆရာကြီးပါအထာကြီးနဲ့ဆရာကြီးလားခုတော့ပြောမဲ့ဆရာကြီးရာဘယ်သူကိုမှမရှိရွယ်ပါမင်းတို့ပြောတဲ့အမှုပညာပြောနဲ့လုံးရက်ကွာလိုက်တာစကောလုံးမှစောက်ကမနဲ့စိတ်ရှိရင်တော့ဆောင်းတော့နော်ငါရှိရင်တော့စက်မဲ့ဟုတ်ဒီကပြီးတော့နောက်တော့ပညာဆိုတာဟာပျော်ပျော်နူးညံ့စိတ်မွေးတာခုခေတ်ခုခါနုပညာရှင်ပေါ်ပြူလာတွေတော်ဖြစ်ချင်းဝင်ဟပ်ပြီးချေပြတော့ပြုတ်ခါကြမှာဂျိုင်းတော့စစ်မှန်ဆိုတဲ့နုပညာဘယ်အရာကိုဆိုတဲ့လဲဗျာကျက်ဥကစုံရတဲ့ချင်းဖြစ်တာကျွန်တော်တို့ခေတ်တွေပြစ်ပြီးဗျာရှေ့တစ်ခေတ်ကနုပညာရှင်တွေအာနာပေးပါပေါ်ပြူလာတွေသူတို့ခေတ်မှာဂီတာတိတ်ဒီပဲစီစွာဖတ်ပေါ်ပေးငါတို့ခေတ်မှာဂီတာတွေကစုံရွက်နဲ့ကျုပ်ဖြစ်နေဘယ်အရာမှနိုင်ရှင်မြမြမဂီတာမိတ်ကြအမလေးဟဲဝမ်းမိပြဘလို့လဲဆရာကြီးတွေပါလေးတော့ပို့လိုက်တာโอเคလားကျွန်တော်ကတော့ဘာမှမဟုတ်ပါဘူးဗျာဆရာကြီးတော့ဆရာကြီးပါပဲလို့ဆရာကြီးဆရာကြီးဆရာကြီးလားဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီးဆရာကြီးဆရာကြီးလားဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီးဆရာကြီးဆရာကြီးလားဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီးဆရာကြီးဆရာကြီးလားဆရာကြီးရာကြီးဘာကိုဘာမှခွဲမရဆရာကြီး